ကဲအားလုံးပဲမင်္ဂလာပါ brother တွေကျွန်တော်ကတော့ကိုဂျို collaboration ဆိုင်ရွေးဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုမှာတော့ brother လူတော်တော်များများမသိသေးတယ်ကျွန်တော်တို့ပေါ့နော် VIP နဲ့ VPN နဲ့ကျွန်တော် Ramble app ကမလဲဆိုတော့ကျွန်တော်နေမှာပြပြမှာဖြစ်ပါတယ်ဒီနီးလန်းကချို့လူတွေလည်းသိတယ်ဒါပေမဲ့သူတို့လုပ်တဲ့နီးလန်းတွေကမှားယွင်းနေတဲ့အတွက်ကြောင့်မို့လို့လူတော်များများမသိသေးခြင်းဖြစ်ပါတယ်โอเคအဲ့ဆိုလို့ရှိရင်တော့ brother တို့ကျွန်တော်ရှေ့ဝေးလည်းမပြောတော့ဘူးဗီဒီယိုလေးကိုအခုပဲဆက်လိုက်ကြရအောင် brother တို့ကြီးကဲပထမဦးဆုံးအနေနဲ့ brother တို့က VPN နဲ့run app မှာဖြစ်တဲ့အတွက် brother တို့မှာကိုသုံးနေကြ VPN လေးတစ်ခုတော့ရှိထားဖို့လိုပါတယ်ဥပမာကျွန်တော်တို့ဘယ် VPN မဆိုရဖြစ်ပြီးတော့ jam ဘာညာစမာကလာဟောနော် VPN ဖြစ်လို့ရှိရင်ကိုရပါပြီအဲ့ VPN ဖြစ်လို့ရှိရင်ရပြီးတော့ပြီးသွားလို့ရှိရင်အဲ့ VPN ကကိုသုံးနေတဲ့ VPN ဖြစ်ဖို့တော့လိုအပ်ပါတယ်ဘာလို့အဲ့လိုပြောရလဲဆိုလို့ရှိရင်ဗျာကိုကသုံးနေတယ်ဘောနော် line အရွယ်အစားဘာညာစမာကလာလည်းအများနဲ့သိနေအောင်ဆိုတော့ဘောနော် VPN ကကိုယ်တိုင်သုံးလို့ကောင်းလားမကောင်းလားဆိုတဲ့အချက်တစ်ခုတော့ brother တို့အနေနဲ့သိထားရမယ်ပြီးတော့ဆိုလို့ရှိရင်ဘောနော် brother တို့အနေနဲ့ VPN trade စလုပ်မယ်ဆိုလို့ရှိရင်တော့ဘဏ်ခံရဖို့အတွက်ရာခိုင်နှုန်းကအလုံးကိုနည်းပါတယ်မရှိသလောက်လို့လည်းပြောလို့ရတယ်ဘာလို့အဲ့လိုမျိုးပြောရလဲဆိုလို့ရှိရင်များ VPN နဲ့ကျွန်တော်တို့ run ဆော့ရဲဆိုတာသူများရဲ့လူမျိုး hack ဆော့တာလည်းမဟုတ်ဘူးဘာမှဆော့တာလည်းမဟုတ်ဘူးကျွန်တော်တို့အနေနဲ့မှာစာပါပြောင်းပြီးဆော့တာဖြစ်တဲ့အတွက် brother တို့အနေနဲ့ဘဏ်ခံရမှာကိုတော့လုံးဝစိတ်ပူစရာတော့မလိုပါဘူးကျွန်တော်ပြောပြတဲ့နေရာမှာဒီချက်လေးတွေကိုတည်ထားရင် brother တို့အနေနဲ့VPN နဲ့ easy run တက်လို့ရပါတယ်ဥပမာ brother တို့အနေနဲ့ post server တွေပါညာဆိုလို့ရှိရင်လည်း run easy တက်လို့ရပါတယ်ဒါပေမဲ့ brother တို့ကတော့ကျွန်တော်ပြောပြပါမယ်အဲ့ဒါကဘာလဲဆိုတော့တချို့ server တွေမှာ line မကောင်းတာပါညာရှိတဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ line မကောင်းတဲ့တန်ခံနိုင်မှသာအဲ့ဒီ trick ကိုသုံးဖို့ပြောချင်ပါတယ်။ Okay အဲ့ဆိုဘယ်လိုလုပ်ရမလဲဆိုတော့VPN ကိုသုံးနေတဲ့ VPN တစ်ခုကိုရိုးတက်တက်လေးပဲချိန်လိုက်ပါ။ brother အနေနဲ့လူဆော့အနည်းဆုံးနေရာတွေချိန်ပါ။ဥပမာပြောမယ်ဆိုလို့ရှိရင်တော့ကိုရီးယားတို့အဲ့လိုမျိုးပေါ့နော်ကိုရီးယားတို့ဂျာမနီတို့ United States တို့အဲ့လိုမျိုးချိန်ပါလူတော်တော်ဆော့နေတဲ့ဟာကိုချိန်ပါပြီးတော့ဒီပို့ရဆိုလို့ရှိရင် brother တို့အနေနဲ့ mobile ချက်ကိုခဏလောက်ဖြတ်လိုက်ဖြတ်တယ်ဆိုတာကျွန်တော်တို့ဟို game နဲ့ဟို delete လုပ်ခိုင်းတာမဟုတ်ဗျသိရမလား brother အနေနဲ့ဝင်ထားတဲ့ဟာကိုအစားကနေပြီးတော့ပြန်ဝင်အောင်လုပ်တာမှာအဲဒါကြောင့်မို့ VPN ဖွင့်ပြီးတော့ဝင်လာခဲ့ဝင်မှုရဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ဒီထဲမှာကျွန်တော်တို့လိုင်းအောင်ကြည့်လိုက်ပါကျွန်တော်ဆို7 ms တွေ့ရမလားအဲ့လိုမျိုး ms လေး40ကျော်နေလားကြည်ပါအကယ်၍ brother တို့က40ကျော်မှသာကိုစော့ကျင်တဲ့ပွဲတစ်ပွဲကိုစလိုက်ပါပြောမယ်ဆိုရင် run ဆော့ပါတော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဒီနေရာမှာ brother တို့အနေနဲ့ party ဆော့တာလုံးဝကိုမိုက်ပါတယ်ကျွန်တော် recommend ပေးခြင်းနဲ့ဟိုဟာလေးရှိရပေါ့နိုင်ငံထဲရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့မလေးရှားကတော်တော်လေးကိုလွယ်ပါတယ် body လောက်ပဲပြောလို့ရရပါတော့ကျွန်တော်ကိုယ်တိုင်လည်းစော့ကြည့်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ brother တို့ကိုကျွန်တော်လာပြောပြတာ okay ပေါ့နော်အဲကြောင့်မို့လို့ဝင်မှုကပွဲစားပြီးသွားလို့ရှိရင် brother တို့အနေနဲ့ဒီမှာပေါ့နော်ပွဲစားဝင်ကိုကြိုက်တဲ့ hero ကိုင်ကိုဘက်တာကိုစော့ပါနော် okay အဲ့ဒါဆိုလို့ရှိရင် brother တို့ကိုကျွန်တော်စော့ပြထားတဲ့ဗီဒီယိုကိုပွဲတဲ့ရောက်မှာတော့ကြည့်လိုက်ကြရအောင် brother တွေကဲဒါကတော့ကျွန်တော်ကိုယ်တိုင်စော့ပြထားတဲ့ဟာမို့လို့ကျွန်တော်ကတော့ချောင်းမဲကင်ပြီးတော့ brother တို့ကိုနမူနာစော့ပြမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ညနေရော VPN ခံပြီးတော့စော့ထားတာပေါ့နော်brother အနေနဲ့ကြည့်နိုင်ပါဆက်ခါချင်းကျွန်တော်တို့5စက္ကန့်လောက်မှာကျွန်တော်တို့41 ms ဒီပိုင်းဖြစ်သွားသေးရပေါ့နော်ဂျိုင်းမှလည်းအဲ့လောက်ကြီးအရင် line ကောင်းနေတဲ့တဲမှာတော့မပါဘူးထုံးရနိုင်မယ် brother တို့ကျွန်တော် send ပြီးဆော့ပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟို brother အနေနဲ့အဆုံးကြီးမကြည့်ချင်တော့မှကျွန်တော်ဘယ်လိုမျိုးဆော့လဲဆိုတာကိုတော့ကြည့်ပါလို့ရပါတယ်ဥပမာကျွန်တော်6ခိုင်းရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာလာဝိုက်ဆိုလို့ရှိရင်တော့ကျွန်တော်ကြည့်ပါလို့3တယ်ပေါ့နော်3မိုင်ဒီကောင် invade တယ်အစောရလည်းဗျာကျွန်တော်ဘယ်လိုလုပ်လိုက်လဲဆိုတော့ enemy vision ပြရင်ချောင်းကကျွန်တော် roll ဆိုတဲ့အတွက်ကိုးလေးပါလေးရပါတယ်အဲဒါကြောင့်မို့လို့ brother အနေနဲ့လိုက်ဆော့လို့လည်းရတယ်ပေါ့နော်အဓိကပြောချင်တာကတော့ဗျာ VPN ကိစ္စ VPN ကကိုသုံးနေကြ VPN တွေလည်းရတယ်လို့ကျွန်တော်သုံးနေတဲ့ Champion VPN ဆိုလို့ရှိရင်လည်းရပါတယ် Champion ကတော့ကျွန်တော်ကိုယ်တိုင်လည်းအကောင်းဆုံးလို့ထင်တယ်ပေါ့နော်ဘာလို့ထင်တာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်အခုဒီမှာဆော့ပြနေလို့ပဲဖြစ်ပါတယ်ဒါကတော့ပေါ့နော် brother တို့ကိုယ်တိုင်တွေ့အောင်ဆော့တာပါကျွန်တော်ကတော့မလေးရှားစာမှာဆော့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဘယ်လိုဆော့လဲဆိုဗျာမလေးရှားစာမှာဆော့ရဲဆော့ဝါပြီဆိုလို့ရှိရင်ကျွန်တော်က Wi-Fi ရော internet ကိုတစ်ခါတည်းဖွင့်ထားတယ်ပို့ပြီးတော့ line ကောင်းအောင်လို့ပေါ့နော်
မှာလေကျွန်တော်ဘော်ဒါရင်းနဲ့ဆိုတာဖြစ်တဲ့အတွက် brother တို့အနေနဲ့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ border တွေနဲ့ဆော့ကြဖို့ပြောချင်ပါတယ်။ Okay Vivian Trick လေးကတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်။ကျန်တဲ့ဟာပညာစမာကလာကတော့ဒီတိုင်းတက်တက်ရှိပါသေးတယ်။ဥပမာကိုကအဲ့ Vivian ကို brand တီကိုပဲတုံးပါလား။ဘာဖြစ်တာလားညာဖြစ်တာလဲဆိုတော့ကိုယ့်ဘက်ကစဉ်းစားဖို့တော့လိုအပ်ပါတယ်။အခုနောက်ပိုင်းမှာကျွန်တော်Turkey ဖို့တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်။ကြည့်ရှုအားပေးခဲ့တယောက်ချင်းနေအောင်လည်းကျေးဇူးတူတင်ရှိပါတယ်။ဒီနောက်ပိုင်းကကျွန်တော်ဗီဒီယို game လေးတွေပဲကျွန်တော်ဆက်တင်တော့ဖို့ရှိပါတယ်။ Okay ဗျာကျွန်တော်ထုံးတဲ့တိုင်းပဲတွားတယ်တွားပြီပေါ့တော်ဘွားဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်ကို fade တယ်ပေါ့ invade တယ်ဒီကောင်စကေးတူးနဲ့ပြေတော့ကျွန်တော်ပေါ့အလံဖန်လိုက်ပါတယ်ဒီကြားထဲမှာဗျာကျွန်တော် maximum တည်ချာချာဆေးစော့လို့ရအောင်လို့ဆိုပြီးတော့ကျွန်တော် maximum လက်ရန် fishing တွေကိုအကုန်ပြပြီးတယ်ဒီမှာလည်း brother တို့မြင်တွေ့နေတဲ့အတိုင်းပဲကျွန်တော်တန်နဲ့ maximum ကိုပဲတွေ့ရတယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော် easy လေး fishing ပြရဲ fishing ပြသွားတော့ကျွန်တော်ဒီကိုခရက်လေးစားမယ်စားဖို့ဆိုလို့ရှိရင်တော့တက်တဲ့ပြန်ပေါ်မဲ့အချိန်ကျွန်တော် level လေးရပြီဆိုတော့ကျွန်တော်ကန်မှုတော့ကြိုးစားရမယ်ပေါ့နော်ဒါပေမဲ့ကိုခရက်လေးတော့မရတော့ပါဘူးကိုခရက်လေးစားဖို့ရဆိုတော့ကျွန်တော်အိမ်မက်စမန်ကိုကီးဘူးလုပ်တယ်ပေါ့နော်ကီးရလဲကျွန်တော်လဲလေးပါဒီကောင်ဖလီကာနဲ့ရှောင်းရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဂျီကွန်တို့3ယောက်အဲ့ဒီဖြတ်ကန်လိုက်တယ်ဒီမှာကျွန်တော်မက်စမန်ကိုတော်တော်လေးကိုကီးတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘက်ဟိုဘက်မက်စမန်နဲ့ကိုနှိမ်သွားပြီနှိမ်သွားတဲ့အတွက်ကြောင့်မို့ကျွန်တော်အောက်လင်းကိုဆင်းပြီးတော့ကျွန်တော်အလင်းနဲ့ခွေစာကိုလုပ်တယ်ဒါပေမဲ့ကျွန်တော်ကရုံးကိုင်လာဖြစ်တဲ့အတွက်ကြောင့်မို့လို့ fishing ပြရမယ်ဆိုရင်စိတ်နဲ့ကျွန်တော် fishing ပဲပြပြီးတယ်ကျွန်တော်64ခုရသွားပါတယ်အဲ့ဒါကြောင့်မို့လို့ဒီကောင်ကိုပဲထပ်ပြီးတော့ fishing ထပ်ပြပြီးတော့ invade တယ်ပေါ့နော်ကျွန်တော် damage တော်တော်နာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ပြီးတော့ထပ်ဆုပ်လိုက်ပါတယ်ဒီနေရာမှာလည်း maximum ကို fishing ပေါ်ရည်စောက်ပြီးတော့ maximum ကိုထပ်ကန်မလို့ပါနော် maximum ကဆိုးတာ fishing ပေါ်လာကျွန်တော်ပေါ့နော် one flick ကလေးနဲ့ဖြတ်ကန်လိုက်တယ်ဒီမှာကျွန်တော်တို့ mish က sauce ဝင်သွားတဲ့အတွက်ကြောင့်မို့လို့တည်သွားရပေါ့နော်ကျွန်တော်ပါမှားပြီးတော့ maximum တစ်ခေါက်တော့နဲ့ 2k trade လိုက်ရပါတယ်တန်လားဆိုတော့မတန်ဘူးပေါ့နော်တက်တယ်လေးပေါ်ကနေကြီးဆိုတော့ပေါ့နော်ကျွန်တော် passion လာနဲ့တက်တယ်မိဖို့တွားနေနေပဲကျွန်တော်တက်တယ်တော့မမိလိုက်ဘူးဒါပေမဲ့ကျွန်တော်ဘက်က hyper retreat ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့retreat လေးကိုအေးစစ်စစ်လေးပေါက်ပြီးတော့ကျွန်တော် maximum ကိုပဲထပ်ပြီးတော့ကန်ပြီးတော့တက်လိုက်ပါတယ်ဒီဘွဲရကျွန်တော်ကလုံးဝ maximum ကိုပဲရှာပြီးတော့တက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ maximum အနေနဲ့လုံးဝဘာမှလုပ်လို့မရဘူးဒီနေရာမှာဒီကောင်ရှေ့ရဝင်လာလို့ရှင်တည်တယ်ဒါပေမဲ့အနောက်ကနေပတ်သွားတဲ့အတွက်ကြောင့်မို့လို့ဒီကောင်ကန်ကောင်းသွားအောင်ပေါ့နော်ဒါပေမဲ့လည်းတူရုံရောက်လာတော့ maximum ထပ်ထွက်လာတယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော် maximum ကို only ကန်တယ်အနောက်မှာလည်းကျွန်တော် maximum ကိုတိုက်ွယ်ရဲ့ဝင်စုတယ်ပေါ့နော်အဲ့တော့ recall လေးပဲပြပြီးတော့အဲ့မဖယ်ဦးဆိုတဲ့လေးတောင်တက်လိုက်ပါတယ်ဗျာကျွန်တော် maximum ကိုဘယ်လောက်ထိစောင့်လဲဆို brother အနေနဲ့ TV ကိုပဲကြည့်လိုက်ပါကျွန်တော်ဟိုဘက်ကလုံးဝ3နဲ့ကောင်တော့ flicker နဲ့တက်လို့ရအောင် flicker နဲ့မတက်ဘူးဗျာဒီက maximum ကိုပဲလုံးဝအိမ်ရောထက်ကန်ရဗျာဒီလားအဲ့လိုအခြေအနေမျိုးတွေကျွန်တော် EAC နိုင်တဲ့ brother ကိုတွေ့တော့ကျွန်တော်အခုလက်ရှိကglory ထွာဖြစ်နေရောเนาะကျွန်တော် immortal ရောက်ခံနေပါအဲ့ဒါလည်းကျွန်တော်နှစ်ကောင်းဆုံးနေရတဲ့အတွက်ကြောင့်မို့လို့ immortal ကနည်းနည်းလေးတော့ကြာနေရကြားထဲမှာလည်းကျွန်တော်ကြောင်းနေပါရှိနေတဲ့အတွက်ကြောင့်မို့လို့ game တော့အဲ့လောက်ကြီးအချိန်တော့မပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ brother တို့နားလည်ပေးကြဖို့ပြောချင်ပါတယ်ဒီနေရာမှာလည်းပေါ့နော်ကျွန်တော် cycle ကိုဝင်ခဲ့ဆိုပေမဲ့ကျွန်တော်ကပြန်သိလို့ဖြစ်သွားတယ်အဲဒါကြောင့်မို့လို့ easy လေးပဲပြန်ဆုပ်လာခဲ့လိုက်ပါတယ်ဒီနေရာမှာကျွန်တော်မှားသွားတာပဲဒီလားကျွန်တော်ကောင်တွေကဝင်မယ်ဆိုတော့ကျွန်တော်ဂျီကွန်တို့တုံးပြီးတော့ဝင်ပြီးလိုက်တာဟိုကောင်တွေကမဝင်ပဲနဲ့ကျွန်တော်ဂျီကွန်တို့မိရောတောင်းတမ်းမိနဲ့တည်သွားပါတယ်ဒီမှာလည်းကျွန်တော်ဟိုဘက်က maximum ကိုတွေးလို့ဆိုတော့ maximum ကိုတက်ဖို့တွားတာဒါပေမဲ့ maximum ကျွန်တော်ဘက်က maximum တက်လိုက်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ AC ပဲကျွန်တော်တိုက်ကြရဟိုဘက်ထပ်ပြီးတော့ damage ထိုးပြီးတော့ကျွန်တော်ပေါ့နော်ဟို enemy hyper ကိုချလိုက်ပါတယ်အဲ့ဒီနဲ့ဖုံးလို့အမှန်ထပ်တွေ့ရပဲထပ်ကန်မလို့ကျွန်တော်အနေနဲ့ဘာမှမရှိရအောင်လည်းပဲ easy လက်လျှော့ပေးလိုက်ရပါတယ်ကျွန်တော်ဘက်ကကောင်တွေကလည်းတော်တော်လေးတော့ကောင်းနေမှသိလားဟိုဘက်က wild red ပတင်မျိုးတော့ကျွန်တော် easy လုပ်နိုင်ပါတယ်ဒီနေရာမှာလဲကျွန်တော်လေလာပေါ်လာတွေ့ရကျွန်တော်ကလည်း flicker ရှိနေရတယ်ပဲဂျီကွန်တို့တုံးပြီးတော့ဂျီကွန်တို့မထိပါဘူးမယ်ကျွန်တော်လေလာလေးကို easy တက်နိုင်တယ်ကျွန်တော်လည်းပြန်တည်သွားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဟိုဘက်က maximum ကို easy ချပြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဘက်က maximum လုံးဝထောင်သွားပြီးတော့ဒီဘက်ကနိုင်မှုတော့များပါတယ်လို့လည်း hyper လုံနေရဆိုဒီဘက်ကတော့ easy auto ဝင်မယ်ပေါ့နော်စိုးတာပါလဲဆိုတော့ကျွန်တော်ဘက်ကလောရဝါအောင်မှပဲဟိုဘက်ကလီလာထုနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မှလည်း flicker မရှိနဲ့ဟိုဘက်ကလော်ကြီးက free လော်ကြီးဖြစ်သွားရဲပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်အလဲလေးလေးပဲယူတယ်ထက်တက်ဖို့ကြိုးစားရဗျာကျွန်တော်က damage နဲ့စဖြစ်တဲ့အတွက်ဟိုဘက်ကကောင်ကထုတစ်ချက်ကိုနာပြဲနေရပဲဆိုတော့ကျွန်တော်လည်း easy ပဲဗတ်မယ်ဆိုပြီးတော့ပတ်ခဲ့ပါတယ်ကျွန်တော်ဒီမှာလည်းကျွန်တော်လီလာကိုစောင့်နေလီလာကလည်းအနောက်မှာမထွက်ဘူးလဲတယ် flicker ပြန်ရအောင်ကျွန်တော်ကန်မှုစဉ်းစားနေတယ်ပေါ့နော်ဒီဘက်ကနေပတ်ပြီးတော့
စိုးတာဩပတ်မယ်ဆိုတော့ကျွန်တော်လည်းထပ်ပြီးတော့ပဲပတ်မလို့ပါဒါပေမဲ့လည်းလီလာကိုတက်ပြီးပါဆိုတော့ကျွန်တော်လည်းလီလာကိုတက်ပြီးကျွန်တော်ကိုယ်လည်းပြန်ပြီးတော့တေးသွားခဲ့ပါတယ်ကျွန်တော်ရင်းလိုက်ရလို့တော့ဘာမှမဖြစ်ပါဘူးဒီပွဲကအော်တိုဝင်သွားခဲ့ပါတယ်အဲဒါကြောင့်မို့လို့ brother တို့ပြောချင်တာကတော့ Vivian trick လေးကိုတုံးမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုး AACC အနိုင်ရရှိတဲ့ပွဲတစ်ပွဲကိုယူဆောင်နိုင်မှာဖြစ်ပြီးတော့ brother အနေနဲ့ပွဲတစ်ပွဲကိုအကြဆုံးကြအလွန်အများကြီးတောင်မကြခဲ့ပါဘူးကျွန်တော် video လေးတော့ဒီလောက်ပါပဲ brother တို့ကြီး